ကဲဘာလဲဆရာပန်းလက်ဆောင်လေးစကြည့်မယ်ဆွေးလန်းချစ်မိသည်သူကိုဆွေးလန်းချစ်မိသည်သူကိုဆွေးလန်းချစ်မိသည်ကြီးသာစကားလေးမောင်မပြောတတ်လို့ခက်နေပါပြီချစ်တဲ့အကြောင်းလေးမင်းသိအောင်ခွင့်ပြောစမ်းပါသည်ပန်းကလေးတွေဆိုမိချစ်သည်กีตาร์ธรรมะเสียမျက်စီကိုဖန်လက်ဆောင်လေးမှန်ပြီးရွေးချယ်ချင်ပြီဝါမင်းတို့ချစ်မကဆောင်ပေးတယ်သူကိုဆွေးလန်းချစ်မိသည်သူကိုဆွေးလန်းချစ်မိသည်သူကိုဆွေးလန်းချစ်မိသည်မောင်မပြောတယ်လို့ခံနေပါပြီချစ်တဲ့အကြောင်းလေးမင်းသိအောင်ခွင့်ပြောစမ်းပါသည်ပန်းကလေးတွေဆိုမိချစ်သည်ပန်းကလေးတွေကိုမိချစ်သည်ကေတာဓမ္မစင်မျက်စီကိုဖန်လက်ဆောင်လေးမှန်ပြီးရွေးချယ်ပန်းကလေးတွေသိချစ်တဲ့လို့ပန်းလက်ဆောင်မိတဲ့မောင်ကိုချစ်စေခြင်းမာသည်စိတ်စီခြင်းမာသည်ရည်သားစကားမပြောတဲ့သူမို့ပန်းလက်ဆောင်ပေးခဲ့ပြီသိနေပါလေသနာစေခြင်းသည်ပန်းကလေးကရည်သားစကားပါပန်းပေးတာသိချစ်လို့ပါတို့ချစ်မျက်နှာရဲ့ဆိုရင်လေချစ်လက်ဆောင်ပန်းကလေးကိုရပြပါလားချစ်တော်ရပြီပန်းကလေးတွေသိချစ်တဲ့လို့ပန်းလက်ဆောင်ပြီးတဲ့မောင်ကိုချစ်စေခြင်းမာသည်ချစ်စေခြင်းမာသည်ရည်သားစကားမပြောတဲ့သူမို့ပန်းလက်ဆောင်ပြီးခဲ့ပြီသိနေပါသည်သနာစေခြင်းသည်ပန်းကလေးကရည်သားစကားပါပန်းပေးတာသိချစ်လို့ပါတို့ကိုချစ်မျက်နှာရဲ့ဆိုရင်လေချစ်လက်ဆောင်ပန်းကလေးကိုနားကြပါလားချစ်တော်ရပြီကွာကြားမိုးရွာတော့တာနော်ဘယ်တော့ကိုကြော်ကြားတဲ့ခါမှာနော်